ပြီးခဲ့တဲ့ရက်ဒီဆီမီဖိုင်နယ်ကထွက်ခဲ့ရခြင်းကိုသင်ခန်းစာယူသွားမယ်လို့အာဒီတာပြောကြားဘောလုံးကျသူများတို့ကျမတို့ရဲ့1 million channel ကြီးကပြန်လည်ကြည့်လိုက်ပါတယ်အာဆင်နယ်အသင်းရဲ့နီးပြအာဒီတာပြီးခဲ့တဲ့ရက်ဒီလီဖလားဆီမီဖိုင်နယ်ကထွက်ခဲ့ရခြင်းကိုသင်ခန်းစာယူသွားမယ်လို့ချက်စီနဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်အာဆင်နယ်တင်းဟာပြီးခဲ့တဲ့ရက်ဒီတုန်းကလီဖလားဆီမီဖိုင်နယ်မှာနျူကာဆယ်တင်းကိုနှစ်ကြော်စလုံး0-2 ဂိုးတွေနဲ့ရှုံးနေပြီးပြိုင်ပွဲကထွက်ခဲ့ရတာပါဒီယာဒီလီဖလားဆီမီဖိုင်နယ်မှာတော့အာဆင်နယ်တင်းကလန်ဒန်ဒါဘီပြိုင်ဘက်ချက်စီတင်းနဲ့ဆုံတွေ့နေပြီးဒီနေ့ညမြန်မာစံတော်ချိန်2 နာရီခွဲချိန်မှာပထမကြောဖြင့်အဝေးကွင်းပွဲစဉ်ရှင်ပြိုင်ကစားမှာပါပြီးခဲ့တဲ့ရက်ဒီကကြုံတွေ့ခဲ့ရတာကိုသင်ခန်းစာယူသွားမှာပါ။ဘာကြောင့်လဲဆိုတော့အဲ့ဒါကနာကျင်စရာကောင်းလို့ပါ။အထူးသဖြင့်အခွင့်အရေးတွေအများကြီးရရှိပြီးအသုံးမချနိုင်ခဲ့လို့ပါ။ဒီနေ့မှာတော့ကျွန်တော်တို့ပိုကောင်းလာပြီးပိုပြီးခီးရောက်ဖို့လည်းမျှော်လင့်ပါတယ်လို့အာတီတာကပြောကြားခဲ့ပါတယ်။အာဆင်နယ်တဲဟာပြီးခဲ့တဲ့ရက်ဒီကလီဗလာနဲ့ချန်ပီယံလိမှာဆီမီဖိုင်နယ်ကထွက်ခဲ့ရပြီးပရီးမီးယားလိမှာလည်းဒုတိယသာရရှိခဲ့တာကြောင့်ဖလားလက်မဲ့ဖြစ်ခဲ့ရပါတယ်။ဒီဟာဒီမှာတော့လက်ရှိအချိန်ထိပြိုင်ပွဲ၄ခုစလုံးမှာစူဖလားမျှော်မှန်းနိုင်စွမ်းနေရှိနေပါတယ်။